အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာသင်မယ့်သင်ခန်းစာလေးကတော့Grade 12 English ရဲ့ Unit 1က Good Manners ဆိုတဲ့စာပိုက်လေးပဲဖြစ်ပါတယ်ဒီမှာဆရာတို့ရှေ့မှာ1 2 3ဆိုပြီးတော့မှအပိုင်း3ပိုင်းတင်ပြီးသွားပြီပါเนาะဒါကတော့နောက်ဆုံးအပိုင်းလေးပဲဖြစ်ပါတယ်ကဲအဲဆိုဆရာနဲ့တူ read the passage လေးကိုဆက်ဖတ်ကြည့်အောင် To put it in a nutshell ဆိုလိုက်တော့ဆရာတို့ဘာပြောလဲဆိုရင်အချင်းချုပ်ပြောရရင်အတူချုပ်ပြောရမယ်ဆိုရင် the current generation as a wholeပြောချင်က the current generation လက်ရှိမျိုးဆက် as a whole လက်ရှိမျိုးဆက်တစ်ခုလုံးက is ဖြစ်ပါတယ် the most powerful စွမ်းအားအကောင်းဆုံးဟုတ်ပြီနော်အင်အားအကောင်းဆုံးဖြစ်ပါတယ်and ပြီးတော့မှ most responsible institution စွမ်းအားအကောင်းဆုံးသောand ပြီးတော့မှတာဝန်အရှိဆုံးသော institution အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် for the imparting of good manners ဟုတ်ပြီနော် good manner တွေကိုလက်ဆင့်ကမ်းပေးဝေဖို့အတွက်စွမ်းအားအကောင်းဆုံးအင်အားရှိဆုံးသောပြီးတော့မှတာဝန်အရှိဆုံးသောအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်တဲ့ဟုတ်ပြီ the modeling of society တစ်ခုကိုပုံဖော်ခြင်း modeling ဆိုတာပုံဖော်တာဟုတ်ပြီနော် society တစ်ခုကိုပုံဖော်ခြင်းက is no easy task လွယ်ကူတာတော့မဟုတ်ဘူးတဲ့ society ဆိုတာလူအဖွဲ့အစည်းတစ်ခုကိုပုံဖော်ခြင်းကလွယ်ကူတာတော့မဟုတ်ဘူး all the elders of this generation ဟုတ်ပြီနော်ဒီမျိုးဆက်ရဲ့အကြီးတွေက should conscientiously join hands အဲ့မှာ conscientiously ဆိုတာကဆရာတို့ကစိတ်လိုလက်ရပေါ့နော် effort လေးစိတ်လိုလက်ရစိတ်နှလုံးသားပြည့်ပြည့်ဝဝဖြစ်ဘာလို့ရမလဲဆို join hands လက်တွဲရမယ်အပြီးတော့မှ teach သင်ကြားပေးရမယ်လက်တွဲသင်ကြားပေးရပါမယ် they are juniors သူတို့ရဲ့ juniors လူငယ်တွေကိုဟုတ်ပြီနော်ဘာဖြစ်ဖို့လဲဆိုရင် to be law abiding ဒီမှာဆရာတို့ law abiding ဆိုတာကသူက compound adjective လို့ခေါ်တယ်ဟုတ်ပြီနော် adjective တွေကြီးလာမှာ law abiding ဆိုတာကကျတော့ဥပဒေကိုလေးစားလိုက်နာတတ်တော်လို့ပြောတာအဲ့ဒီရဲ့ရှေ့မှာဘတ်တူပီလေးနဲ့တွဲလိုက်တော့ဒေါကနေဒီပြောင်းဟုတ်ပြီနော်ဥပဒေကိုလေးစားလိုက်နာတတ်သည်အဲ့ဒါကိုမှတူလေးနဲ့တွဲလိုက်တော့ဥပဒေကိုလေးစားလိုက်နာတတ်ဖို့အတန်တော့ကတော့ law abiding ဟုတ်ပြီနော် law abiding ပြီးတော့ upright ဖြောင့်မတ်သောဟုတ်ပြီနော်ဖြောင့်မတ်ဖို့ honest ရိုးသားဖို့ပြီးတော့ self respecting ကိုယ့်ကိုလေးစားဖို့ discipline စီကံရှိဖို့ punctual အချိန်တည်ကြဖို့ charitable သူကရက်ရောတက်ဖို့ helpful ကူညီတတ်ဖို့ merciful တနာကျင်နာတတ်ဖို့ and ပြီးတော့ forgiving ခွင့်လွတ်တတ်ဖို့သူတို့ရဲ့အငယ်တွေကိုသင်ကြားပေးသင့်ပါတယ်တဲ့ဟုတ်ပြီပြီးတော့ the qualities of the next generation နောက်မျိုးဆက်ရဲ့အရည်အသွေးက is ရှိပါတယ် in the hands of the present generation လက်ရှိမျိုးဆက်ရဲ့လက်ထဲမှာရှိပါတယ်တဲ့ present ဆိုတာလက်ရှိကိုပြောတာဟုတ်ပြီနော် as a matter of fact အမှန်စင်စစ်အားဖြင့် we are mutually responsible ဆိုတာဆရာတို့ကတွဲရက်လေးပဲမြင်ရမယ် mutually responsible အပြန်အလှန်တာဝန်ရှိပါတယ် for building တည်ဆောက်ဖို့ a well mannered society well mannered ဆိုတာဆရာတို့ဘယ်လိုပြောမလဲယဉ်ကျေးတဲ့အပြုအမူတွေရှိသောအဖွဲ့အစည်းလူအဖွဲ့အစည်းတစ်ခုကိုတည်ထောင်ဖို့အတွက် mutually responsible ကျွန်တော်တို့အားလုံးမှာအပြန်အလှန်တာဝန်ရှိကြပါတယ်လို့ပြောတာ responsible ဆိုတာဝန်ရှိသော mutually responsible အပြန်အလှန်တာဝန်ရှိသောဟုတ်ပြီနော်အဲ့မှာ responsible ဆိုဆရာတို့for လေးနဲ့တွဲမယ် mutually responsible for နောက်ကနေပြီးတော့မှnoun လေးလိုက်မယ်ပေါ့ဟုတ်ပြီနော်ကဲunit 1ရဲ့ good manners read the passage လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကလေးတို့အနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီဆရာသင်ထားတဲ့သင်ခန်းစာလေးတွေကိုတစ်ခေါက်မကထက်ကတလဲလေးတေချာ view တက်ဆိုင်လေးနဲ့နားထောင်ပြီးတော့မှလေ့ကျင့်ပြီးတော့မှနော်တေချာလေးနားလည်သွားအောင်လုပ်ရင်ပို့ပြီးတော့မှအဆင်ပြေမှာပဲဖြစ်ပါတယ်ကဲဆရာတို့တက်လောင်းနဲ့ရက်ခွင့်ပြုပါကျေးဇူးတင်ပါတယ်